စာဖက်ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြသွားမှာကတော့ဆ iam မခင်ခင်ထူးရဲ့မန်ရင်ကန်အပိုင်း7ပဲဖြစ်ပါတယ်နောက်တော့တာဆင်မိကြပါအောင်နော်ရုပ်ချောလာစင်ကောင်းသူရဲ့ဥတ္တမောဘဂဝါငါမင်းအလောင်းမှာပပဝရီရဲ့တွင်းတွင်အောင်ပြီးတော့ဘဝ100 200ပုံတော်လဲလုံးလုံးကြီးပေါ်ခဲ့ပြီးဆိုတော့ဇက်ထုတ်တက်ဆက်သချင်းလိုပင်ဘဝ100 200ပုံသူကိုခုတခဏတွေ့လိုက်ရတဲ့ကဲ့သို့မျက်လွှာမချစရန်ရှိခဲ့ကြပါ၏ညနေကောင်းကင်မှာတော့ကြီးတွေပင်နေကိုပြန်ပို့ကြပြီတိမ်တွေကိုအလင်းပတ်ထားသောစီးစာနေအောင်ကြောင့်အကြီးမတန်သူတွေပိုလာနေကြတာများလားမယင်ကန်ကလူရဲကိုကြည့်ရင်သူလဲသခင်မဲထင်ပါရဲ့လို့တွေးသည်ကျမဆောင်းချန်းကုန်းရွာကသခင်မြတ်တာတဲ့နှမမယင်ကန်ပါရှင်ကျမအကိုနဲ့တွေ့ဆန်းကျင်လို့လာခဲ့ပါတယ်လူရဲကအသိပြန်ဝင်လာတဲ့ကဲ့သို့ဇက်ခနဲ့ဖြစ်သွားပြီးမှမျက်နှာတစ်ချက်ကွက်ခနဲ့ပြတ်သွားလေ၏အခန်း16လူရွယ်ကမျက်နှာတစ်ချက်ပြတ်သွားရမှသတိပြန်ဝင်လာသလိုလှုပ်သွားလေသည်မျက်နှာကအာနာဟန်ရှိပါ၏အော်ကိုမြတ်သားရဲ့နှမဘေကိုစိတ်မကောင်းလိုက်တာဗျာကိုမြတ်သားဒီမနက်ပဲခရီးထွက်သွားပါတယ်မောင်နှမချင်းလွဲရပြီကောဗျာဆရာကြီးတို့ရှိပါတယ်လူရွယ်ကတကားနှစ်ချက်ကိုလှခါဖွင့်ပေးလိုက်ပြီးကိုရုပ်ပြီးတော့မယင်ကန်လဲခြံထဲဝင်လာခဲ့သည်လူရွယ်ကမယင်ကန်နောက်ကပါလာမှန်းမယင်ကန်သိနေခဲ့သည်ဖိုးခုနဲ့ကျေဦးတို့ကတော့လဲပေါ်ကပဲအကဲခတ်နေကြပုံဖြင့်မစင်းမဲရှိနေကြ၏မယင်ကန်ကိုဆရာကြီးဥပခင်ကစီကြိုသည်ဆရာကြီးပင်နည်းနည်းပိန်သွားသည်ထင်ရ၏အလိုမောင်မြတ်သားနှမကလေးပါလားလာထိုင်မအောင်ကွညီကိုတော့ခရီးထွက်သွားပြန်တယ်လူငယ်တွေဆိုတော့တိုင်းရေးပြည်လောက်ရမယ်ဆိုရင်စိတ်ကနောက်လူကရှိကိုသမီးရဲ့မိဘနှစ်ပါးကိုကြမ်းခံသားကြရဲ့လားမယင်ကန်ကအေကန်းကွပြစ်စပွဲဝိုင်းမှာကျွန်းရုံကလေးဝင်ထိုင်သည်မယင်ကန်ဝင်ထိုင်တာကိုတွေ့မှဘိုးခုနှင့်ကျေဦးကဆရာကြီးကိုကြောဖို့ရွာလက်ဆောင်တွေကိုထမ်းချကြသည်ကျေဦးကမယင်ကန်ဘေးမှဝင်ထိုင်တော့လဲဖိုးခုကလဲရှိရာပြန်သွားကဖိုးတုံးနဲ့အတူလဲကူချွတ်ရင်အင်းရှိသပင်ရိပ်မှစောင့်နေလေသည်မယင်ကန်တို့စပွဲဝိုင်းမှာဆရာကြီးနဲ့အတူစောစောကတကားဖွင့်ပေးသူလူကျော်ကလည်းဝင်ထိုင်သည်ကျမ်းမာကြပါရဲ့ဆရာကြီးအဖေကတော့ခါတိုင်းလောက်မတော်တော့ဘူးအမေကတော့အဖေအိမ်မှာနားနေတော့ဝမ်းသာရှာပါတယ်အေးပေါ့ကွယ်တကြီးမင်းကလည်းအရွယ်ရပြီစိတ်ဆောင်နေလို့သာကိုသားစိတ်လည်းပါပြီမပေါ့ဆရာကြီးတို့ကလည်းမိရဲ့ဖရဲ့တော့တွေ့ချေပါအောင်ကွယ်လို့မောင်မြတ်သားကိုပြောပါတော့ကွယ်နို့ပဲမဲ့မောင်မြတ်သားခမရမှာလဲစိတ်ရှိတိုင်းလွတ်လွတ်လပ်လပ်တော့ခွင့်မသားလေတော့နားလေပါတယ်ဆရာကြီးရဲ့မိန်ကန်တို့ကလည်းမျှော်ကြရတာပဲရှိတာပါအကိုအလုပ်ကိုသဘောပေါက်ပါတယ်တိုင်းရင်ပြည်ရင်မှာရေရင်းခဲချမြုပ်နေတာကိုပဲဝမ်းသာရပါတယ်တိုင်းပြည်ရေးထက်အရေးကြီးတာမရှိပါလားရှင်ဆရာကြီးကမယင်ကန်စကားကိုနှစ်ထောင်အားရရှိနေရှာသည်နိုင်ငံရေးစိတ်ရှိပါသကောဆိုသည့်မျက်နှာဖြင့်ဘေးမှထိုင်နေသည့်ကိုလူချော၏မျက်နှာကိုလှမ်းကြည့်ရင်စိတ်တက်ကတော့မာပိတ်ကွယ်ဆိုသည့်မျက်နှာဖြင့်ပြုံးပြသည်မောင်ပြေသိန်းရေမင်းတို့တော်တော်ကိုခေါ်ပါအောင်ကွဧည့်သည်ဖို့ကာဖီကလေးပါလေးဧည့်ခံရအောင်လို့ဒီကနှမများအတွက်ကျွန်တော်ကိုယ်တိုင်မဲ့ကာဖီသွားဝယ်လိုက်ပါအောင်မယ်ဆရာကြီးကိုမြတ်သားရဲ့နှမတွေဆိုတော့ကျွန်တော်မှလည်းဝတ္တရားရှိပါတယ်ရွာကလာကြပြီးအကိုနဲ့တွေ့ကျင်လို့ဆိုတော့မနမနှစ်ယောက်ဖြင့်လွဲရပြီဆိုပြီးကျွန်တော်မှစိတ်မကောင်းဖြစ်မိပါတယ်မယင်ကန်ကကာဖီမတောက်ချင်မှကြောင်းတွင်ညင်းနေသည့်အတွက်ကိုပြေသိန်းနဲ့ကာဖီဝယ်မထွက်တော့ပဲဆရာကြီးကတော့နဲ့အတူမယင်ကန်တို့ကိုရင်နှွေးပွဲပြင်ကဧခံလိုက်ရ၏သမီးကတော့ပိုးတောင်ချောလာလိုက်တာကွယ်မောင်မြတ်သားကတော့နှမကြောင်တဖော့ဖော့ပြောရှာပါရဲ့တော်တို့ကလည်းအောက်မေ့ကြပါရဲ့ကွယ်
ကိုပြေသိန်းရှိမှာဆရာကြီးကတော့ကမအိမ်ကန်ကိုချောချောင်းလှချောင်းချီးမွမ်းလိုက်တာကြောင့်ရှက်သွေးကလေးများဖြတ်မိရပါ၏ကိုပြေသိန်းကတော့ဆရာကြီးကတော့ဤစကားကိုထောက်ခံနေသည့်အလားမအိမ်ကန်ကိုငေးလို့သာကြည့်နေတော့သည်ဆရာကြီးကမောင်မြတ်သားကိုမြင်းချံစစ်ပလိတ်တွေကစောင့်ကြည့်နေကြကြောင်းအမျိုးသားချင်းချင်းသစ္စာဖောက်ခြင်းသူတွေရှိနေသဖြင့်သတိဝရိယဖြင့်ကူးလူနေရကြောင်းညဘက်ရုပ်ဖြတ်ရောက်လာရာကဒီမနက်စောစောကပဲမြင်းချံသင်္ဘောစိတ်ကိုဆင်းသွားကြောင်းပခုတ်ကူဘက်ကိုတွားခြင်းဖြစ်ကြောင်းတီတီလွဲကြရသည့်အတွက်စိတ်မကောင်းဖြစ်ရပါကြောင်းတွေပြောပြသည်မအိမ်ကန်လှူလိုက်တဲ့ပစ္စည်းတွေရလို့မောင်မြတ်သားကဝမ်းသာနေရှာတယ်စစ်ကြီးကလည်းဖြစ်နေပြီဆိုတော့အင်္ဂလိပ်တွေအယူမီဝိုင်းဖြစ်နေတော့ကျုပ်တို့ကလည်းနိုင်ငံရေးနည်းနဲ့တခုတ်ပင်ကမိတီတီကြီးလုံနေရတာပဲအင်္ဂလိပ်အခက်ဗမာအချက်ပေါ့ကွယ်ခတ်တာကလည်းတို့လူမျိုးမယ်လက်ရှိယာရုဌာနန္တရာကိုလက်မလွတ်နိုင်တဲ့သူတွေနဲ့အလူတော်ကြီးတွေကတစ်ဖက်တိုင်းရေးပြည်ကိုဇောက်ချလုပ်နေသူတွေကတစ်ဖက်ဖြစ်နေတယ်ဆရာကြီးကမအိမ်ကန်ကိုပင်တကယ့်နိုင်ငံရေးသမားတဦးတစ်ဖွဲပြောနေခြင်းဖြစ်၏တချို့စကားလုံးများနှင့်အတိတ်ပဲကိုမအိမ်ကန်ရေလည်နာချမသိတော့လဲသဘောတော့ပေါက်ပါ၏ကိုပြေသိန်းကတော့ဆရာကြီးရှိကစကားဦးမတန်းဝင်သဖြင့်ငိမ့်လေးရကနားထောင်နေသည်အကူမောင်မြတ်သားတငယ်ချင်းဆိုတော့သူလဲနိုင်ငံရေးသမားသခင်တယောက်ဆိုတာသိကြသွားပြီနိုင်ငံရေးသမားနှင့်မတူပဲဘီအကြောင်းသားခချောချောတယောက်နှင့်တူတော့သည်မအိမ်ကန်ကကိုပြေသိန်းကိုတစ်ချက်ခိုးကြည့်ရင်ကတွေးနေမိခြင်းဖြစ်၏အသားဖြူဖြူမျက်နှာချသွက်သွဲကြည်လင်တောက်ပသောမျက်ဝန်းများဖြင့်ဥပဒေရုပ်ကောင်းလာသောကိုပြေသိန်းဟန်ကမင်းသားလောက်ပင်ချုံမောခန့်ညာနေသည်မဟုတ်လားမြို့သားဆိုတော့ဝတ်ပုံစားပုံနေပုံထိုင်ပုံစကားပြောပုံတွေကလည်းရင်ကြည်ကြည်ရှိသည်ဆရာကြီး၏စကားတွေကိုစူးစိုက်နားထောင်နေသည့်ကိုပြေသိန်း၏မျက်နှာကလေးနဲ့ကြည်ကြည်လွန်းလာသည်ဆရာကြီးစကားစားပြတ်သွားတော့မအိမ်ကန်ကရွာလက်ဆောင်ပစ္စည်းများကိုစပွဲပေါ်တင်ကဆရာကြီးကိုကြော်သည်ဆရာကြီးကတခင်တောက်ထင်အတွက်ဆိုကစာတစောင်ရေးပေးသည်ပြီးတော့မအိမ်ကန်လက်ဝဲစားထိပ်ပေးလိုက်သည်ကဲငါသမီးများလည်းမိုးချုပ်ပကောဆရာကြီးတို့ကတော့လူတွေ့ရင်တရားဟောကျင်နေတော့တာပဲကဲမြစ်တာနဲ့ကမ်းလိုက်တဲ့လက်ဆောင်များရလို့ဝမ်းသာတဲ့အကြောင်းမိဘများကိုစကားပါလိုက်စမ်းမရစေမောင်ပြေသိန်းခမည်းဆရာကြီးမအိမ်ကန်တို့လဲကိုပြောင်းပြရက်ထဲကပွဲစားကြီးကိုသားကောင်တို့အိမ်လိုက်ပို့လိုက်ပါကွယ်မိုးချုံနေပါပြီရပါတယ်ဆရာကြီးရဲ့ဒီကမောင်ကြီးအလုပ်ပူပါရောမယ်ကျမလမ်းမှတ်မိပါတယ်မိုးချုပ်ပါပြီသမီးရဲ့မောင်ပြေသိန်းလှဲပေါ်လိုက်သွားနေရာရောက်မှပြန်ခဲ့ဟုတ်ကဲ့ပါခမမအိမ်ကန်ကဆရာကြီးလက်ရောက်ငွေချို့လူခဲ့သည်ဆရာကြီးကရမုံငွေပုံးနဲ့တွားထည့်သည်မအိမ်ကန်ကဆရာကြီးနှင့်ဆရာကြီးကတော်ကိုနှုတ်ဆက်ခါလှဲဘက်ထွက်ခဲ့သည်ဆရာကြီးတို့ကလှဲနာအထိလိုက်ပို့ကြသည်ဆရာကြီးကတော်ကလက်ဖက်6ထုံများလက်ဆောင်ပေးသဖြင့်မအိမ်ကန်မှအာနာရသည်မအိမ်ကန်နှင့်ကြည်ဦးလှဲပေါ်တက်ပြီးတော့ကိုပြေသိန်းကလှဲနောက်မှာပင်ချိတ်ထိုင်ရင်မအိမ်ကန်တို့ကိုကြောပေးထိုင်သည်မအိမ်ကန်တို့မနှက်ပြန်မှာပေါ့ဟုတ်လားနေနဲ့ရအောင်ပြန်ကြကွခဲ့အခါကမကောင်းဘူးမောင်ပြေသိန်းထဲလိုက်ရမလားရွာကိုလှဲဖို့နှစီပါသေးရဲ့ဆရာကြီးရဲ့ဒုက္ခမပိုးစေချင်ပါဘူးအကူမောင်မြတ်သားကိုသာကျမရောက်လာတဲ့အကြောင်းပြောပြပေးပါရှင်စိတ်သာချရော့ငွေထက်လူသွားကြောင်းမှပြောပြပါမယ်။ကဲပြန်ကြချေအောင်မောင်တောက်ထိန်ကိုသာစားလေးပါလိုက်ပါရော့။လဲကစောင်းကနေထွက်လာခဲ့၏။လမ်းမတန်းရောက်သည့်အထိကိုပြေသိန်းကစကားတခွန်းမဟာမအိမ်ကန်ကလည်းစကားမပြောဝန်မြို့ကြီးသားဆိုတော့စကားပြောရမှာညွန့်နာလဲပါပါ၏။ဂျေဦးကလက်ရံတိုင်းကိုဖနက်ဆွတ်ထားပြီးရှေ့ကိုလှည့်ထိုင်သည်။မအိမ်ကန်ကဘေးတိုင်းကြောက်လန်းပေါ်နွားလဲပိန်တန်ခွေကျိတ်တံမှတပါအခြားအတန်မရှိမြင်းချက်မျိုး၏ညနေခင်းသည်လိမ်မုံရောင်တောက်လျက်ရှိသည်နှွေညက်နေဆိုတော့မိုးချုပ်ပြီးဆိုတော့လဲကောင်းငင်ရောင်လင်းလျက်ရှိပါ၏မအိမ်ကန်ကတတ်တီကောင်းပဲကျ
ကျွန်တော်ဖြင့်တခင်မြတ်တာကိုကြီးညိုရင်းဆွဲရှိလို့လားမပြောတတ်ဘူးမဟင်ကန်ရဲ့စိတ်ထားကိုပါလေးစားမိပါရဲ့ကိုမျိုးသားကကောက်ခါငင်ကပြောလိုက်တော့မဟင်ကန်နားရှံသွားခဲ့ကဘာပြောလိုက်မှမသိပဲရှိခဲ့သည်လဲတန်ကတအီအီမီနေုံမကအာယုံကလည်းတခြားမှရှိနေတဲ့ခိုက်ပြောလိုက်တာဆိုတော့ကောင်းကောင်းမကြလိုက်ရှင်အော်မဟင်ကန်လူရာတန်းတာကိုပြောတာပါတိုင်းပြည်အတွက်သွေးရဲလိုက်တာလို့တွေးမိတော့လေးစားမိတယ်လို့ပြောတာပါခင်ဗျာဟုတ်ကဲ့မျိုးသားကချီကျူးနေတော့မဟင်ကန်ဘာပြန်ပြောရမှန်းမသိကိုမျိုးသားကတော့ချင်းနှစ်ဖက်တွဲလောင်းချရင်ကြောပိယာကပြောနေလို့တော်ပါသေးရဲ့အောင်မေးရသည်ပြန်လှဲပေါ်မှာမျိုးသားလူချောတယောက်မဟင်ကန်နဲ့နီနီကကပါလာတာကိုဘာရဲ့မသိရှက်တွနွေးနွေးဖြစ်နေမိတာလဲပါပါသည်ဂျီယူကတော့လှဲပေါ်ကိုမျိုးသားကာလာသားပါလာကလေးကတစ်ချက်ကလေးလှဲမကြည့်သူကိုတခုခုပြောလိုက်လေမလားကြောက်လန့်နေပုံမျိုးဖြစ်၏မဟင်ကန်လည်းထူတော့မထူပါတကယ်ဆိုကိုလိုက်ပို့သူပဲအကိုဖြစ်သူဤမိတ်ဆွေပဲလူကောင်းသူကောင်းရဲ့လို့ဆရာကြီးကိုယ်တိုင်ထည့်ပေးလိုက်သူပဲစကားပြောရမှန်းကျေးဇူးတင်ရမှန်းတော့သိတာသို့တော့သိတာကတသက်စကားမပြောဝင်တာကတသက်မဟုတ်လားကိုမြတ်သားနဲ့မတွေ့ကြရတာကြားပြီးဖို့ဟုတ်လားကိုမြတ်သားကအင်မတန်လေးစားအတူယူထိုက်တဲ့လူမျိုးဗျကျွန်တော်တို့ထက်တတိကောင်းတယ်အပင်ပန်းစင်းရခံနိုင်တယ်သူ့သွေးသားထဲမှာအမျိုးကိုချစ်တဲ့စိတ်ပဲရှိရဲ့ဟုတ်ကဲ့မဟင်ကန်ကဟုတ်ကဲ့တလုံးနဲ့ပြီးရတော့သည်ဒါကိုကိုပြေသိန်းကလည်းသိပုံရသည်ခြေတွဲလွှဲချထားရကခြေကိုရုပ်လိုက်ပြီးလက်ရံတိုင်းတွေမိကပြင်ထားလိုက်သည်မဟင်ကန်နဲ့ဒူးချင်းပင်ထိသွားကပူပူကက်ကက်ဖြစ်သွားခဲ့သည်မဟင်ကန်ကနောက်ကိုယိုတော့လဲကျူးဥခံနေတော့မလှုပ်တာမျက်နာကိုများများမလှည့်နိုင်ပဲကိုပြေသိန်းရဲ့အချိပိုက်ကွန်ထဲမှာမိနေရတော့သည်ညနေခင်းကောင်းကင်ရောက်အောင်မှာပကတိလှပလွန်သောမဟင်ကန်ကိုပြေသိန်းအင်ဒရီပြက်လောက်အောင်တော့အကြည့်မရဲရှာပါသို့တော့မြို့သားဆိုတော့မိန်းကလေးတယောက်နဲ့ဒီလိုနေရတာတိတ်မဆန်းသလိုကျဉ်ကျပ်နေပုံမျိုးတော့မရှိရှက်သွေးကလေးစုံနေသောမဟင်ကန်ကိုပြုံးကြည့်ရင်ကစသည်ဟုတ်ကဲ့နဲ့ပဲပြီးနေမှာလားမဟင်ကန်ရဲ့ကျွန်တော်ကိုလည်းစကားတစ်ခွန်းတလေတော့ပြောဦးမှာပေါ့နားထောင်ကြလို့ပါရှင်မဟင်ကန်ကမော့ကြည့်လိုက်သည်ကြည်လဲပြီးအားကောင်းသောကိုပြေသိန်း၏မျက်လုံးစုံနှင့်ရင်ဆိုင်လိုက်ရချိန်မှာတော့မဟင်ကန်ရင်တွေခုန်ရတော့သည်မဟုတ်ပါဘူးကိုပြေသိန်းရဲ့ကျမတို့ကတိုးသူတောင်သားတွေပါရင်ထဲရှိတာပြောတတ်ကြသူတွေပါကျမတို့ကရိုးရိုးပြောပေမဲ့စကားမှားမှာဆိုပါတယ်မမားပါဘူးမဟင်ကန်ရဲ့ကျွန်တော်လဲတိုးသားပါပဲမဟင်ကန်ကိုကျွန်တော်ကယင်းနှိခင်မင်းကျင်လို့စလိုက်တာပါကျွန်တော်နာမည်အရင်ကတတ်နှင်းနဲ့တခင်အမိခံတော့တိုင်းပြည်ကိုသိမ်းရမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြည်သိမ်းလို့ခံယူလိုက်တယ်ဟုတ်ကဲ့ဒီတစ်ခါလဲဟုတ်ကဲ့ပဲလားမဟင်ကန်ရဲ့ကိုပြည်သိမ်းကဆိုလိုက်တော့မဟင်ကန်မင်းမကပါလဲရှိကဖိုးတုပ်ဖိုးကူညီကိုနဲ့ဂျီဦးတို့ကပါရီးကြသည်တတ်နှင်းနဲ့တိုင်းပြည်ကိုသိမ်းရမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြည်သိမ်းလို့ခေါ်တာတဲ့ဒါဖြင့်အကိုမှလည်းဒီလိုနာမည်ရှိမှာပဲအကိုကတော့ဆာလာသမျှသခင်မြတ်တာပဲရေးနေတာမဟုတ်လားအဓိပ္ပာယ်တစ်ခုနဲ့မှဲ့ထားတဲ့နာမည်မရှိရောလားအကိုမောင်မြတ်တာကြတော့ရောရှိတာပေါ့အုပ်ဆိုးတဲ့သခင်အုပ်ဆိုးတဲ့ဒါကလျှို့ဝှက်ကိစ္စတွေကြမှာသုံးတာပါမဟင်ကန်ခေါ်ယူခေါ်စဉ်ကတော့သခင်မြတ်တာခေါ်တာပါပဲသခင်အုပ်ဆိုးတနေ့ကိုတိုင်းပြည်ကိုအုပ်ဆိုးရမယ်ဆိုတဲ့အဓိပ္ပာယ်နေမှာပေါ့မဟင်ကန်အံ့ဩနေရတော့သည်လျှို့ဝှက်ကိစ္စတွေမှာခေါ်ကြတဲ့နာမည်တသက်ရှိတာမဟင်ကန်မသိအကိုနှင်းတွေးမှခေါ်လိုက်ရအောင်မည်တနေရာရောက်တော့ကိုပြေသိန်းကလဲကိုခဏတောင်းခိုင်းလိုက်သည်လဲဘော်ကနေပတ်ဝန်းကျင်ကိုအကဲခတ်သလိုမျိုးကြည်သည်ပြီးတော့မှလဲကိုဆက်မောင်းခိုင်းသည်မဟင်ကန်ကတခုခုမေးမိပြင်လိုက်ပြီးမှအသာငြိမ်နေလိုက်ပါ၏ပွဲစားကြီးအိမ်ရောက်တော့အားလုံးဆင်းကြသည်လဲကိုတော့ဖိုးတုပ်ကလဲယုံဝင်းနဲ့မောင်းချသွားသည်မ
မောင်ပြေသိမ့်လိုက်ပို့သလားလာထိုင်ကြအောင်ကွဆရာကြီးကနေကောင်းရဲ့လားတမျိုးတည်းနေပေမဲ့မရောက်ရပါဘူးကွပွဲကတော်ကြီးကကိုပြေသိမ့်ကိုရင်းရင်းနှီးနှီးပဲနှုတ်ဆက်သည်ကိုပြေသိန်းကအိမ်ထဲဝင်မထိုင်တော့ပဲခဏတအောင်နှုတ်ဆက်စကားဆိုပြီးပြန်မှုပြင်လေ၏ပွဲကတော်တော်မြမေကကိုပြေသိန်းပြန်ရန်စပိန်တစည်းငှားလိုက်သည်မရင်ကန်နဲ့ကျေးဦးလည်းအိမ်ထဲမဝင်သေးပဲတော်မြမေနာရက်နေခိုက်ကိုပြေသိန်းကစပိန်ကိုတွန်းလာခဲ့သည်။ကိုင်းတော့ပါရောကိုပြေသိန်းကျေးဇူးတင်ပါရဲ့ရှင်ကျမတို့ရွာဘက်လဲကျုံတဲ့အခါလဲလာခဲ့ပါဦးနော်မိန်ကိန်းနှုတ်ဆက်တန်ကလေးကကိုပြေသိန်းရဲ့အသေးကိုနေငနဲ့ဖြစ်သွားသည်ထင်ပါ၏မိန်ကန်ရှိမှရက်ရင်ကိုပြေသိန်းကကြိုးစားပြုံးရင်စကားဆိုလိုက်မိသည်မိန်ကန်တို့ရွာကိုကျွန်တော်ရအောင်လာအောင်ပါအဲ့ဒီခါကျမှသာမတိဟန်ဆောင်မနေပါနဲ့ဗျာမနေ့ကျရင်လဲကျွန်တော်လာနှုတ်ဆက်ပါအောင်မယ်။ကိုင်းအားလုံးပဲပြန်မအောင်မယ်ခင်ဗျာ။ကိုပြေသိန်းစပိန်နဲ့ထွက်သွားတော့မှမိန်ကန်တို့လည်းအိမ်ထဲဝင်လာခဲ့ကြသည်။ပွဲကတော်ကအကိုနဲ့တွေ့ခဲ့ရရဲ့လားမေးသည်။မိန်ကန်ကမနက်စောစောကပဲခရီးထွက်သွားကြောင်းပြောပြလိုက်သည်။ပွဲကတော်ကြီးကစိတ်မကောင်းဟန်ဖြင့်ငေးကြည့်နေ၏။မိန်ကန်ကလည်းအထည်ကိစ္စနဲ့မြင်းကြံလာနေဦးမှာပါလေ။တစ်ခါမတွေ့တစ်ခါတွေ့ရမှာပေါ့။အခုနမိန်ကန်တို့ကိုလိုက်ပို့တဲ့မောင်ပြေသိန်းကကျောင်းဆရာလေးမိန်ကန်ရဲ့ဒီဘက်နယ်တွေမှာအသင်ပြကောင်းတဲ့တငယ်ပဲအခုကကျောင်းပိတ်ရက်မှုလာလေလားမပြောတတ်ဘူးမိဘများကတော့ထနှောင်းတိုင်ဘက်နေကြတယ်ကြားဘူးတယ်။အိုးကိုပြေသိန်းကကျောင်းဆရာဆိုပါလားကျောင်းဆရာတယောက်ကိုဆရာလေးလို့မခေါ်ပဲကိုပြေသိန်းလို့ကြီးခေါ်ခဲ့ရတာကိုမိန်ကန်စိတ်မတန့်သလိုခံစားမိရသည်ထနှောင်းတိုင်ရွာဆိုတာကိုမိန်ကန်ကြားဘူးပါသည်ဘယ်စီမှာဆိုတာတော့မသိထိုညကမိန်ကန်တို့စားတော့ပြီးကြသည်နှင့်ခက်စောစောအိယာဝင်ကြသည်အိယာဝင်ကြသည်ဆိုတော့လေမိန်ကန်ကတော့တွက်ရချက်ရတေးရမှဲရတာနဲ့မင်းအချိန်လဲရသည်အလုံးပြီးပြီးဆိုပါမှဖះရှိခိုးကအိယာပေါ်အသာလှဲသည်မိန်ကန်ရဲ့မြင်းကြံမြို့နဲ့တော်တော်ပြောကြတာလည်းမပြောနဲ့စီကားလိုက်တာနော်အိမ်တွေလမ်းတွေကလည်းတကယ်တည်းရွာတိုင်းရှိကြီးကြလို့ရောက်ခါစားကခေါင်းနဲ့နောက်တတော်တော်ဖြစ်မိတယ်အခုတော့လေပျော်တော့ပျော်သည်ကျေးဦးလည်းအိပ်ပျော်ပုံမရကိုရွာမဟုတ်လို့မျက်စိကြောင်နေထင်ပါဒါဖြစ်ကြီးမျိုးသားကိုယူဝင်ပြီပေါ့ဟုတ်လားကျေးဦးမျိုးသားယူရင်တော့တစ်သက်လုံးနောက်တတော်နေမှာပါမိန်ကန်ရဲ့မျိုးသားယူမင်းထုံးနဲ့ရက်စားတော့ပုတ်ရှူဖို့စောင်းထားရမလို့ဖြစ်နေပါလားအေးညီးဟာကမကလောက်ဘူးမိန်ကန်ရဲ့နှလုံးသေးချင်နေအောင်ဇီးကိုပါစောင်းမဖြစ်မှာမိန်ကန်နဲ့ကျေးဦးတို့မိန်းကလေးတဘာဝပြောကြရင်ကြည်ရီကြရသည်သူများမျိုးရမှာဆိုတော့ရီတာတောင်စိတ်ရှိတိုင်းရီလို့မကောင်းပါအင်ဂျရီမဲလာကြီးအထင်မခံနိုင်မိန်းကလေးတယောက်ဤတံမိုးထဲမှာအတန်ဟက်ကကြဲကြီးကျယ်လောက်မရီရဆိုတာလဲပါကြောင်းအမေပန်းယုံကတွင်တင်ထားသည်မဟုတ်လားအထူးသဖြင့်သစိမ်းယောက်ျားကလေးတွေရှိမှအတန်ထွက်မျက်ရည်စို့ကိုရင်းခါကမရီရဟုလဲဆိုပါ၏ညနေကမျိုးသားကတော့ယူချင်သာကျောင်းဆရာဆိုတော့ပြည်တီမရှိသခင်ဆိုတော့အကူမောင်မြတ်သားတို့ဆရာလေးကိုတောက်ထိန်တို့လိုပဲနိုင်ငံရေးထဲမှာခေါင်းထုံးနေတဲ့လူတယောက်ပဲဖြစ်မယ်ထင်ပါရဲ့အခုလိုတော့ပုံရှုခွေရှုနေရသည့်သခင်ကောင်းဆောင်တော့ဟုတ်ပုံမရလူပုံဖြူတန်ပေမဲ့စိတ်ကတော့ထက်မြက်ပုံရ၏ကျူးအိပ်ပျော်သွားတော့လဲမယင်ကန်ကတော့လူတွေထဲတိုးဝင်လာရပြီဖြစ်သောသူမဘဝကိုတွေးနေမိသည်တကြီးသမီးဆိုတော့လဲတကယ်တော့သူမပင်လျင်တကယ်တော်သူကလေးတယောက်သာဖြစ်၏သူတို့ရွာတွေမှာဝေးလာသည်မဟုတ်ပါဘဲနဲ့ငင်းချက်မျိုးကိုမရောက်ဘူးကြသူတွေအပုံသူမဘဝမှာတော့ဆဆရာရာပြည့်စုံပါ၏ဘာမှမပူမပင်မကြောက်ကြရပါပဲလျက်နဲ့ငင်းချက်လိုမျိုးကြီးကိုစတုတ်တိုက်ကရကန်းထဲစီးပွားရေးလုပ်နေရပြီဒါကလည်းသူမမှာရည်ရွယ်ချက်ရှိပါသည်ရွာကမင်းမပြိုလေးတွေစဉ်းအောင်စင်ရဲ့ဘဝမှာအဖက်ဆယ်ကျင်တာလဲပါသလိုသူမလောဝါကားဖြင့်အကိုလုံးနေသောအလုပ်အတွက်
တဆောင်းသမျှပါဝင်လူရန်ချင်တာလဲပါပါ၏မိန်ကန်မှာဘဝအတွက်မပြည့်စုံသေးတာဆိုလို့တစ်ချက်သားရှိသည်သူမ၏ငယ်ဘဝတစ်လျှောက်လုံးမိုက်ခဲ့ရတဲ့အိမ်မက်ဒီအိမ်မက်တော့အပြစ်မခံနိုင်ပါဖစိန်ကိုနောင်ကိုလက်ဖြင့်မပွေရသည်၍ဘဝဝင်မချတော့ပြီလို့တောင်ရင်ထဲဆွဲထားခဲ့သည်တဘဝမှာတလူမှာတမနက်ကိုနောင်ကြရသည်ဆိုလျင်ပင်တော်ပြီမိန်ကန်တို့အိမ်နေသည့်အခန်းထဲသို့ပြတင်းဝမှာတဆင်လေဘူးကြီးတစ်ချက်ဝေရန်တိုးဝင်လာသည်ဂျီဦးစီကဟောက်တန်ကိုပင်ကြားနေရပြီမိန်ကန်ကတော့တမြို့တရွာမှာအိမ်မပြောနိုင်သည်တောင်စင်ရင်မြအတွေးတွေကိုလွှတ်လိုက်ကစိတ်ကိုတည်ငြိမ်အောင်ထားလိုက်သည်အိမ်မပြောလေးတိုင်းမိန်ကန်အတိမှတ်နေကြနာသီးဖြာကလေးစီထွက်လေဝင်လေးကိုပဲအာယုံညှွတ်ထားလိုက်၏ခဏနေတော့မိန်ကန်အိပ်ပျော်သွားပါ၏ဒီမနက်တော့မိန်ကန်ရောကြည်ဦးပါစွတ်စွတ်နိုးကြသည်ပွဲကတော်ကြီးအခမ်းသောမနက်စာကိုကြပြကတိစားကြကမြင်းကြံစည်းကိုပြေးကြရပါ၏ဈေးထဲကအထည်ဆိုင်တချို့ကိုစုံစမ်းကြည့်သည့်အခါပွဲကတော်ကြီးဖြတ်သည့်ဈေးလောက်မရသဖြင့်ပွဲကတော်ကြီးတို့၏တမာရီနှင့်ရိုးသားမှုကိုလေးစားမိရသည်မိန်ကန်ကရက်ကန်သုံးပစ္စည်းတော်တော်များများဝယ်လိုက်သည်မဲခေါက်မုံသီးယူခေါက်ဖလန်ခေါက်ညီပစေးကြောက်ချင်မုံကအစနိုင်ငံခြားကဝင်သည်ဆိုသောစီးနှင်းငယ်စီကိုပါထည့်ဝယ်လာခဲ့သည်နိုင်ငံခြားဆေးဆိုးပုံဆေးဆိုးနီးကိုပါမင်းမြတ်တိခောက်ပြီးစမ်းကြည့်ရန်ဝယ်ခဲ့ခြင်းဖြစ်သည်ကျန်တာကတော့ရွာမှာလွယ်တကူမရနိုင်သည့်မိဖို့ကြောင့်သုံးပစ္စည်းများစားပွဲတောက်ပွဲငချောက်ရဲငပိရဲဆိုသလိုစုံစိအောင်ဝယ်ရသည်ငင်းချန်တစ်ခေါက်ရောက်ဖို့ရာကလွယ်တာမဟုတ်ပြီးတော့ပရာဆေးဆေးဝါးနဲ့ပါဝယ်ရသည်ရွာဦးဆရာတော်ကျောင်းအတွက်လူဝယ်တန်းဝယ်ကိုလည်းဥထိတ်ထားဝယ်ရသည်ပြီးတော့မှငင်းချန်ကိုတစ်ခေါက်တစ်ချင်းရောက်ရရှာသောဖို့တုတ်တို့ညီကိုနှင့်ကျေးဦးတို့အတွက်တခုခုကိုဝယ်ပေးဖို့တတိယမိ၏ကဲကျေးဦးတို့ဖို့ကူတို့ဘာလို့ချင်းတို့ငင်းချန်ဈေးရောက်တော့ရွေးချစမ်းဟဲ့မိန်ကန်ကမေးတော့လဲသူတို့တွေဘာပူစားတတ်မှာလဲလေတော့မှမွေးတော့မှကြီးကြသူတွေပြီးရွာထွက်အထဲဝတ်ပြီးရွာထွက်အစားအသောက်နှင့်သာပြီးကြရရှာသူတွေမဟုတ်လားမိန်ကန်ဝင်သမျှပစ္စည်းတွေကိုခေါင်းရွက်နဲ့တစ်မျိုးပခုံးထမ်းနဲ့တစ်ဖုံကူကဲခောက်ကဲတေပိုးနေကြရရှာသောသူတို့ကိုကြည့်ကမိန်ကန်ဂယုဏတတ်မိပါ၏ဒီတော့လေတင်တို့ရဲ့ရာပစ္စည်းကိုမိန်ကန်ကပဲရွေးချယ်ဝယ်ပေးလိုက်သည်ကဲရော့ဟောတာကျေးဦးအတွက်ပရိုကိတ်လုံးကြီးဖိုးတုံနဲ့ဖိုးကူကတော့ဘန်ကောက်ပစိုးတစ်ထဲစီဒီတစ်ခါရွာလူကြရင်ငါမောင်တွေရှိုးထုတ်လို့ရအောင်တော့မိန်ကန်ကဖနက်ကောင်းတရံစီလဲဝယ်ပေးလိုက်သေးသည်ရကန်းယုံကပြိုမတွေအတွက်မျက်နှာချီတစ်ဖာဝယ်ခဲ့သည်မိန်ကန်ကိုယ်တိုင်ကတော့ဘာမှမဝယ်ဖြစ်ခဲ့ပါဖိုးကူကတော့မိန်ကန်ဝယ်ကျွေးသောကလမုတ်တွေကိုစားရတာကျဉ်းနေတော့၏မိန်ကန်တို့လှဲတွေဈေးကပြန်လာတော့နေကြီးအောင်တော်မြင့်နေပြီပွဲကတော်ကြီးနဲ့ငွေပင်းငွေယူစရင်အစရင်ယူလုပ်ပြီးကြသည့်နောက်မှာတော့စွန်းစားချိန်ပင်ကြော်လူပြီပွဲကတော်ကြီးကထမင်းတောင်ဟင်းတောင်ခရီးစာထည့်ပေးနေသည့်အပြင်အိမ်မှာပါကျွေးလိုက်ဖို့ပြင်နေလို့မိန်ကန်ကဇွတ်တားရသည်တော်ပါပြီတော်ရဲ့ဈေးကလည်းဈေးမုံတွေစားခဲ့ကြပါတယ်စားလဲမစားကြသေးပါဘူးရှင်ထမင်းထည့်ပေးလိုက်တာကျေးဇူးများလာပါပြီမြို့မှာစောင့်ရှောက်တဲ့အကြောင်းလဲမိဘနှစ်ပါးကိုမိန်ကန်ပြောပြမှာပါဈေးချေပေးလိုက်လို့လဲကျေးဇူးကြီးလာပါရဲ့ဘာပဲဖြစ်ဖြစ်နွားတွေနေပူမှာကိုတည်တော်လဲညနေရွာဝင်မှုမချုပ်ချင်ခရီးဆိုတာမထင်မပဲထောင်းတက်တာမျိုးကလည်းရှိသေးတာမဟုတ်လားမိန်ကန်တို့လှဲသုံးစီပွဲရုံရှိမှတမ်းမိပြီလူအုပ်ကတော့တောက်မာ၏မိန်ကန်ကတော့တယောက်ယောက်ကိုမျှော်နေမိသေးသည်မင်းညကကျွန်တော်လာခဲ့ပါဦးမည်ဆိုသည်ကိုပြသိန်းကိုရိုးရိုးရိပ်ရိပ်တော့မှမမြင်လဲတွေထွက်လာကြပြီတော်သွားပြီနော်သွားကြရောဘေးကင်းပါစေလာလန်းတာလို့ပြန်လန်းချိုးကြပါစေရှင်မိန်ကန်ကနောက်ကိုတကြီးကြီးထိုစဉ်မှာပဲမိန်ကန်တို့လဲနာကိုစပိန်တစီရောက်လာခဲ့သည်လဲရန်တိုင်းကိုလှမ်းကလိုက်သည့်ကိုပြသိန်းကိုမိန်ကန်တွေ့လိုက်ရသည်ဝမ်းသာလိုက်သည်ဖြစ်ခြင်းမြို့သားက
ဒီတစ်ခါတော့ရောပစိုးနှင့်ပင်ကြီးချောထဲကိုတန်တန်ကလေးဝတ်ထားပါ၏မဟင်ကန်ကလှဲတွေကိုရက်ခိုင်းလိုက်သည်မနက်ကစိုးစိုးကလေးထွက်လာခဲ့ဖို့ပါပဲမဟင်ကန်အเจ้าကလေးပေါ်လို့သွားရပါတယ်စိတ်ကတော့တမနလုံးတညလုံးဆိုပါတော့လေရောက်နေမိပါရဲ့မဟင်ကန်အတွက်ရှင်မတောင်တနခါတုံးကလေးတွေလက်ဆောင်ပေးခြင်းလိုပါစပိန်ကယ်ရီယာပေါ်မှာညှက်တင်လာသောတနခါတောင်ကလေးကိုကိုပြေသိန်းကဖြုတ်ယူလိုက်သည်စပိန်တောက်ကိုထောက်လိုက်ပြီးမဟင်ကန်ရှိရာလှဲနှောင်မီစီရောက်လာခဲ့၏ရှင်မတောင်တနခါတော့စစ်ပါရဲ့ကျွန်တော်တနခါတော့မရွေးတတ်ပါဘူးကောင်းမကောင်းတော့ကျွန်တော်နှမများကံမယ်ဟိုနှမလေးအတွက်ကနှစ်တုံးမှာရော့ဟောစီတောင်းကလေးကတော့မဟင်ကန်တော့ပါဗျာငင်းချံဝါချင်းတောင်းကလေးထဲမှာတနခါတုံးတွေအပြင်မင်းကလေးပြီးမဟင်ကန်တနခါတုံးကလေးတွေကိုအမှတ်သားကိုပြသိန်းကမ်းပေးလိုက်တော့ချင်းတောင်းကလေးကိုလှမ်းယူလိုက်ပြီးတနခါတုံးယူနှမ်းလိုက်သည်မွေးလိုက်သည်တနခါလူပြိုတယောက်ကပေးသောတနခါတုံးကိုသူ့ရှိမှာပဲနမ်းကြည့်မိပါပကောအပွေးကောင်းအသွေးရင်အတုံးကျစ်သောတဘာဝတနခါတုံးကလေးတွေအားနာစရာကြီးကိုပြသိန်းရဲ့တမိုးသိမ်းမှာမဟုတ်ဘူးကျေးဇူးများတင်ပါရဲ့ကျွန်တော်နှမများအတွက်ဘာလက်ဆောင်ပေးရမလဲစဉ်းစားနေတာဗျမိတ်ဆွေဆိုင်ကတနခါပင်ရင်ဆိုင်ဆိုတော့ဒီအတိုင်းဆွဲလာရတာပဲပတ်စံတော်မပေးခဲ့ရသေးပါဘူးကိုပြေသိန်းအရှုံးဖောက်လိုက်သောစကားကြောင့်မဟင်ကန်မှာရီလဲရီချင်းစိတ်မကောင်းလဲဖြစ်ရပါ၏ကိုပြေသိန်းကတော့တနခါချင်းတောင်ကလေးပေးပြီးကြတဲ့ကလဲနောက်မှရဲ့ရင်မဟင်ကန်ကိုပဲကြည်နေတော့သည်မဟင်ကန်ရှင်ပြန်လမ်းမှာသတိဝရိယတော့ထားတော့ပါဗျာဆရာကြီးအိမ်အဝင်ထွက်ကိုပလိတ်တွေကစောင့်ကြည့်နေကြလို့ပြောတာပါကြောက်လဲကြောက်မသွားကြပါနဲ့ဆရာကြီးရေးပေးလိုက်တဲ့စာကိုသာသတိထားဖို့လိုတယ်မင်းညနေကလမ်းမှာကိုပြေသိန်းလှဲခဏရက်ခိုင်းကြတဲ့ကမဟင်ကန်ရိတ်စားမိပါ၏လူကိုများဖမ်းကြအောင်မလားရှင်ဖမ်းရင်လည်းလိုက်ဝင်ပါရဲ့မဟင်ကန်မကြောက်တတ်မှန်းကျွန်တော်သိပါတယ်ဗျာလူကိုလည်းစိုးရင်တာအမှန်ပါကျွန်တော်ကကိစ္စကလေးတွေသာပြတ်ရင်ဇောင်းချမ်းကုန်းအထိလိုက်ပို့ချင်ပါရဲ့ဇောင်းချမ်းကုန်းမှာအသိရှိလို့လားရှင်ဆရာဗမာတင်းမှာတော့အလိုဆရာဆိုပါရောလားဘွဲကတော်ကြီးတို့ပြောလိုက်တယ်မှတ်ပါတယ်ကိုပြေသိမ့်မဲ့ခေါ်ပါဗျာဇောင်းချမ်းကုန်းမှာတော့တကြီးအိမ်တဲမှာပေါ့တကြီးသမီးကိုတနခါတော့လက်ဆောင်ပေးထားတာကိုခမမဟင်ကန်ကမျက်နှာကလေးကိုချစ်စပွဲပြုံးလိုက်ရင်ကကိုပြေသိန်းကိုနှုတ်ဆက်လိုက်သည်။ဂိုင်းမဟင်ကန်တို့သွားပြီနော်ဆရာကိုပြေသိန်းရွာကိုစိုးစိုးရောက်ချင်လို့ပါ။စာအတွက်တော့စိတ်ချလို့သာနေပါတော့နော်။ကိုပြေသိန်းကတခါဖြင့်ခွဲရပြီဆိုသည်မျက်နှာဖြင့်မဟင်ကန်ကိုတစ်ချက်စိုက်ကြည့်လိုက်သည်။မဟင်ကန်ရင်ထဲကိုထွေးဖောက်သွားသောအကြီးဆိုတာကိုမဟင်ကန်ပဲသိပါသည်။စပိန်ကိုလှဲကခွာလိုက်ကနှုတ်ဆက်ရှာပါ၏ဆရာလေးသွားပြီနော်ဂျီဦးကပဲနှုတ်ဆက်လို့နေပါဘကောမဟင်ကန်တို့လှဲတွေထွက်လာတော့ကိုပြေသိန်းတယောက်နေရာကမရွေ့သေးတာကိုမဟင်ကန်မြင်နေရသည်မြင်းချံမြို့အထွက်ကိုလှဲတွေရောက်သည့်အထိမောင်းလာခဲ့ကြသည်မြင်းချံမြို့အထွက်မှာထနှောင်းပင်တန်းကြီးရှိသဖြင့်အရေးတော်ကောင်းလာသည်ထနှောင်းပင်တန်းကိုကြော်ပြီးမြင်းချံမျိုးကလွတ်သည်နှင့်နေကိုမျက်နှာပြူရတော့၏နွားတွေကိုတနာလှတော့လဲအရေးကောင်းရအောင်ဖိုးတုပ်ကိုခတ်တွတ်တော့ပင်မောင်းခိုင်းလိုက်သည်လေပေါင်မိုးထဲသို့လုံးဝင်လာသောဖုံများကြောင့်ဖြင်းတပတ်ကလေးကိုထုတ်ကာမဟင်ကန်ကခေါင်းပေါင်းလိုက်သည်နွားတွေပင်ချွေးဆူလာကြပြီရှေ့မှာတော့ကိုကိုပင်ရိတ်ကောင်းကောင်းကိုလှမ်းမြင်နေရသည်ခရီးတစ်ထောင်နာဖို့မဟင်ကန်စိတ်ကူးလိုက်ပါ၏ထိုစဉ်မှာပဲမဟင်ကန်တို့လဲသုံးစီနောက်သို့စပိန်လေးစီဖြင့်ပလိတ်သားများလိုက်လာကြောင်းမဟင်ကန်လှမ်းမြင်လိုက်ရသည်ရင်ထဲမှာတစ်ချက်ထိတ်သွားခဲ့၏စပိန်လေးစီကမဟင်ကန်တို့လဲများကိုပန်းတက်သွားကခဝဝေးကုတ်ကူရိမ်မှာရလိုက်ကြသည်စပိန်တွေပေါ်မှာဆင်းကမဟင်ကန်တို့လဲတွေလာကိုစောင့်နေကြတာမြင်ရတော့မဟင်ကန်သဘောပေါက်သွားသည်ဖိုးတုတ်တို့ကြီးဦးတို့ဘာမင်းမေစကားဦးမတန်းကြနဲ့ပလိတ်မင်းငါဖြေမယ်ဆရာကြီးပေးလိုက်တဲ့စာကိုရင်မုံထဲမှာ
ပလိသားတွေကမိန်ကန်တို့လဲသုံးစီကိုလမ်းပေးချရခိုင်းသည်လူနှစ်ယောက်ကစပိန်မုံမဆင်ကလဲသုံးစီကိုတပတ်ပတ်ကြည့်သည်ခါကြမှာ6လုံးပြူတွေချိတ်ထားတာမြင်တော့ဖိုးကူမှာနေစရာမရှိအကိုဖြစ်သူကိုကွဲကပလိတွေကိုချောင်းကြည့်သည်မိန်ကန်ကဖြင်းတပတ်ကိုဖုံတွင်မှုန်ဟန်ဖြင့်မျက်နှာကိုအုပ်ပေါင်းထားသည်ကျောင်းရဟန်တစိုးတစီမပါဘဲရေးရေးကြီးပြန်ကြည့်နေခဲ့သည်မျက်နှာပေါက်ဆိုးဆိုးနဲ့လူကဒုတ်တူတစ်ချောင်းကိုခတ်တင်းတင်းကင်ထားကသူ့လက်ဝါးကိုသူတစ်ဖြက်ဖြက်ရိုက်နေသည်တယောက်ကတော့မျက်နှာခပ်ပြုံးပြုံးသို့သောသွေးအေးနှင့်ရက်စက်မိပုံမျိုးဘယ်ကများပြန်လာကြတာပါလဲမြင်းချံကပြန်လာတာပေါ့ရှင်ရွာလဲတွေမြင်းချံလာဈေးဝယ်တာထူးဆန်းနေလို့လားမိန်ကန်ကမျက်နှာတီတီဖြင်းပြန်ပြောလိုက်တော့မေးသူပင်ကြောင်သွားသည်ကျုပ်တို့ကတောင်းဝင်ရှိလို့မေးနေတာဘယ်ရွာလဲတွေလဲဇောင်ချန်းကုန်းကဇောင်ချန်းကုန်းတကြီးဥတထိုင်ရဲ့သမီးမိန်ကန်တကြီးသမီးဆိုသည့်စကားကိုမိန်ကန်တမင်ထည့်ပြောလိုက်ခြင်းဖြစ်သည်တကယ်လည်းထိရောက်သွားခဲ့ပါ၏မျက်နှာထားတွေပြောင်းသွားကြသည်မိန်ကန်လှဲပေါ်ကရှော့ဆင်လိုက်သည်မျက်နှာကိုအုပ်ပေါင်းထားသည့်ဖြင့်တစ်ပတ်ကိုဖယ်လိုက်သည်ချုံမောလာပါသည့်မင်းမပြိုကလေးတယောက်ကိုမထင်မှပဲတွေ့လိုက်ရတော့အံ့ဩသွားကြသည်မျက်နှာထားဆူဆူနှင့်ပလိတ်ကလဲပေါ်ကအထုပ်တွေကိုကင်ထားသည့်နံပါတ်တုံးနဲ့လှန်ထိုးသည်မိန်ကန်မျက်နှာကလေးရဲကနေဖြစ်သွားလေသည်တုံးနဲ့မထိုးပါနဲ့ရှင်တို့ရှာခြင်းတလဲလုံးဖွင့်ရှာရှင်တို့ဗမာတွေမဟုတ်ဘူးလားကိုလူမျိုးချင်းမတင်ကားဖြစ်နေကြသလားဖုန်ကြီးရဟန်လူမဲ့ပစ္စည်းတွေရှင်အထုပ်တွေကိုဒုံးနှင့်ထိုးနေသောပလိတ်ပင်လန်သွားလေ၏မိန်ကန်အတန်ကမာလွန်လာသည်နှုတ်ဆရှာဆကောင်းလာသဖြင့်ကိုကိုပင်အောက်မှစပိန်တောက်ထောက်ရနေသောကလားပလိတ်နှစ်ယောက်ပင်ပြူးကနေလှမ်းကြည့်ကြသည်ပလိတ်တွေကအကဲမလာကြောင်တီးကြဟန်ဖြင့်လူရင်းကိုမေးကြသည်တခင်မြတ်သားနှမပေါ့တခင်မြတ်သားရွာမလားအကိုနဲ့ကျမတို့မိသားစုမတွေ့ကြတာတစ်နှစ်လောက်တောင်ရှိပြီဘမရှိသလဲဆိုတာကျမမသိဘူးကျမမြင်းချံကိုအထဲလာရောက်တာကျုပ်တို့သိပါတယ်ဆရာကြီးဥပခင်အိမ်ကိုဝင်ကြသေးတယ်မဟုတ်လားဝင်ပါရှင်ကျေးဇူးရှင်အိမ်မဲဟာဝင်ရတာပေါ့ကြော့ရတာပေါ့ဘာမှဖြစ်လို့ပါလဲရှင်ပလိနှစ်ယောက်ကဘာမှမပြောကြတော့ပဲနောက်လဲတွေပဲရှောက်သွားကြသည်လဲပေါ်ပါလာသမျှလူတွေကိုလှဲအောက်ဆင်းခိုင်းကပလိသား၄ယောက်ဝိုင်းထားကြ၏တစ်ခေါက်တွေဝန်းစီစလဲတွေကိုဖွင့်ခိုင်းကြသည်လဲပေါ်ခင်းလာသည့်ဖျားစမကြမ်းလှန်လောရှာကြတာတော့တစိတ်လွန်လှသည်မိန်ကန်ကမျက်နှာကလေးတင်းကပလိတ်တွေလှုပ်ရှားသမျှမျက်တောင်မခတ်ကြည့်နေမိ၏ဘာမှမတွေ့တော့မှမိန်ကန်တို့ကိုတွားဖို့ခွင့်ပြုသည်မျက်နှာထားဆူဆူပလိတ်ကကျင်းတဲ့ဟန်မတူမိန်ကန်ကိုမဲနေခဲ့သည်ကျုပ်တို့ကတောင်းဝင်ရဆောင်ရွက်နေတာကလေးမစကားကိုကောင်းကောင်းပြောပါတော့ရပြီကျမပြောတဲ့စကားတဲ့ဘာမှအမှားပါသွားလို့လဲပလိမင်းရဲ့ဖို့တော့မောင်ရွာဝင်နောက်ကြရောမယ်အရေးတဲ့အရာပေါ်မိန်ကန်ကလဲပေါ်တင်ပလွဲထိုင်လိုက်ရင်ပြက်တောက်လုပ်သည်လဲတွေကိုမောင်းခိုင်းလိုက်တော့ဖို့တော့ကနွားမီကိုဆွဲကကျိန်တို့လိုက်သည်နောက်လဲတွေပါဤကနေမောင်းလာကြသည်ပလိတ်တွေကချက်ချင်းမပြန်ကြသေးပဲခုတ်ကုံပင်အောင်မှရက်ကြရင်မိုင်းကန်တို့လဲတွေကိုကြည့်နေကြသည်ပလိတ်တွေနှင့်ဝေးသွားတော့ဖိုးကူကလဝတစ်ချက်ဖြောင်းကနေရိုက်ချလိုက်ရင်ကဆိုသည်ကျုပ်ဖြင့်ကြောက်လိုက်တာကြောကိုချမ်းနေတာပဲမိန်ကန်ကတော့ပလိတ်ကိုတော့ငေါ့ပြတာအားရကြတော့ဟုတ်ပါဖိုးကူရဲ့ငါဖြင့်မယိုသိစကားလဲပေါ်ရင်ဖြန့်ပါရောအောင်မိတာမိန်ကန်ကမကြောက်ဘူးတော့အာကမိမမိန်ကန်ကိုနောက်လဲကလဲသမားတွေကလည်းလှမ်းချီကျူးကြသည်တကြီးတစ်ပည့်၃ယောက်ကလည်းမိန်ကန်ကိုဖြုံသွားကြပါ၏မိန်ကန်ကတော့ကြောက်စိတ်မရှိပဲတခုံးမခံပြန်အွန်လိုင်းခဲ့တာကိုပဲသူ့ကိုယ်သူအံ့ဩမိရပါ၏ပြက်ကပါလဲဆရာကြီးအိမ်ဝင်လို့လားတခင်မြတ်သားနှမမို့လားအင်္ဂလိပ်မင်းမကြိုက်လောက်သည့်ပစ္စည်းတွေတင်လာသည်ထင်လို့လားတိုးစုတောင်းသားတွေဆိုတော့
နည်းနည်းပပ6လန်တာလည်းဖြစ်နိုင်သည်သူ့ကိုယ်တော်ဒီလောက်ဖြစ်နေလျင်အကိုမောင်မြတ်သားတို့ကိုပြေးသိန်းတို့ဆရာကြီးတို့လူတွေကိုဘလောက်တောင်လိုက်နေကြမည်မသိတိုင်းရေးပြည်ရေးကိုခရီးစိတ်တွင်ကြနားလဲလာသည်တော့မဟုတ်ပါသို့တော့ပလိတ်တွေကမြန်မာတွေဖြစ်နေကြပြီးကိုလူမျိုးအချင်းချင်းဒုက္ခပေးချင်နေကြတာကိုတော့စိတ်မချမ်းသာဒီကိစ္စအဖေများသိလျင်ဘာပြောမည်မသိအမေပန်းယုံကတော့မိမသားပြပြီးအစိုးရင်ကြီးရှာလိမ့်မည်နင်းချံကိုမှလွတ်ပါတော့မလားရကန်းယုံကလေးထူထောင်ပြီးကမှရက်ပစ်တာမျိုးတော့အဖြစ်မခံနိုင်ရကန်းထဲကလေးတွေရက်နိုင်သမျှပေါ်လာသည့်ငွေကိုမန့်ကန်အကိုအလုပ်အတွက်အားလုံးလှူဖို့ရည်စူးပြီးသားဖြစ်သည်ညနေနေလုံးကြီးရွာတန်းတွေပေါ်မေးတင်သွားပြီးဖြစ်တော့လဲသဲပူဖုံပူကိုရုံရသဖြင့်နွားတွေပန်းလာသည်ခရီးမတွေ့မဲရှိနေသည်ဒီတော့နွားတွေကိုမှန်မှန်မဲမောက်မှုဖိုးတုပ်ကိုပြောလိုက်သည်ဖိုးကူကတော့ကြောက်စိတ်ကလေးခုနေလို့ထင်ပါရဲ့ရွာကျော်စရမှာမနာတော့ပဲရွာဝင်တောက်ရှောင်မောင်းစေခြင်းနေသည်မယင်ကန်ကလူရောနွားပါခဏတအောင်နာဖို့ဆုံးဖြတ်ထားပါသည်နွားတွေအစာကျွေးရည်တိုက်လို့ရင်ကျွေးသိပ်စေခြင်းသေးသည်ရွာကျော်စရမှာတော့နားမပေါ်ငါတူရဲ့နွားတွေပန်းနေပါမယ်ဒီဘက်ရောက်မှာတော့ကို့နယ်ထဲရောက်နေပြီပဲဘာမှကြောက်စရာမလိုပါဘူးဟဲ့ပွဲကတော်ကြီးထည့်ပေးလိုက်တဲ့ထမင်းတွေစားကြအောင်ဆိုစားလို့တော့ရှိပါရဲ့နေကလေးဆောင်သည်နဲ့ရာချိုစရက်ကိုလှမ်းမြင်ရပြီမြင်ရသလောက်ဈေးရက်တစ်ဝိုက်လှဲတစ်စီးမှမရှိပါမယင်ကန်တို့လှဲတွေဈေးရက်ဦးတိုက်ရက်လိုက်ကနွားတွေချွတ်ကြသည်ရာချိုစရက်ပေါ်တက်ပြီးညနေခင်းစားစားကြဖို့ပြင်ကြ၏ပွဲကတော်ကြီးကခရီးစားဆိုတော့ငရမ်း6ဖုတ်ကိုစီရွှဲရွှဲဆန်းပေးလိုက်သည်အချင်းတနက်တစ်ချိုင်နဲ့ငရုတ်သိန်းငပိချက်လက်ဖက်ချိုင်ငကြောက်ဖီကိုထန့်ထန့်ကလေးချက်ကထည့်ပေးလိုက်သေး၏ထမင်းအိုးကလည်းအမောင်းထမင်းတောင်းလှလိုက်ကြတဲ့ကစားလို့ထင်ပါ၏စားလိုက်ကြစမ်းဆိုရများတို့မလဲပလိတ်လိုက်လို့ထင်ပါရဲ့ဟဲ့စားလို့ကောင်းလိုက်တာပတ်တုပ်လို့မရဘူးမယင်ကန်စကားကြောင့်အားလုံးကရည်ကြသည်ဖိုးတုပ်ရောဖိုးကူပါလူပြပေါက်တန်တန်ကြီးတွေဆိုတော့တီးတီးလုံးလောက်ထမင်းလုတ်ကြီးတွေနင်းနေစားနိုင်ကြသည်တကြီးတပည့်တွေကတော့ညနေထရေးတောက်ဖို့ရှိလို့လားမပြောတတ်ပါစကောစကားကြီးပါမယင်ကန်ရဲ့မစားတော့ပါဘူးဆိုကြ၏ဘာပဲဖြစ်ဖြစ်ရာကျော်စီရဲ့ရောက်မှတော့ရွာချီနီးပြီလဲလန်းလေးခွာဆုံစီရဲ့ဆိုတော့ဟိုရွာဒီရွာကလဲတွေတကြောင်မဟုတ်တကြောင်စိုက်နေကြမဟုတ်လားညနေပိုင်းဆိုတော့ခရီးသွားတွေလည်းပါကုန်ကြပြီထမင်းစားပြီးလဲပြန်ကောက်ကြကရွာခရီးဆက်ဖို့ပြင်ကြရပြီလဲတွေလမ်းပေါ်တက်မှာတော့အရှိစီကမြင်းတစည်းအပြင်းဆိုင်လာတာကိုမြင်လိုက်ကြရသည်မြင်းစီသူကဖြင်းချမ်းအင်ကြီးကိုဝတ်ထားပြီးပခုတ်ကူခေါင်းပတ်ဆောင်ကိုမင်းတပေါင်းပေါင်းကအမိတ်ဆကလေးထုတ်ထားပါ၏မျက်နှာမှာတော့ဖုံခိုးတွေကိုကားသည့်အနေဖြင့်ပဝါတဆဖြင့်မျက်နှာတစ်ချမ်းအုပ်ထားသည်မြင်းစီလူကလဲတွေရှိကြောတက်သွားပြီးမှမြင်းကိုပြန်လှဲသည်လဲဘော်ကလူအလုံးလိုရင်တွေဖိုးသွားကြပါ၏လာပြန်ပြီးကောမယင်ကန်ကလက်ကကျန်းနှင့်လက်ကအိမ်ချေမှာကတ်ထားသောတရှည်လက်ခံရိုးကိုလက်နှင့်ဆန်းထားလိုက်သည်ခယူးဝေးသွားကြပြီးဆိုလျင်လဲတွေပေါ်မှာတရှည်တစ်လက်စီတော့ပါနေကြလန်ခရီးမှာလူချင်ရက်ချင်သူတွေကလည်းမရှားဘူးမဟုတ်လားမယင်ကန်ကမြင်းစည်းသမားတယောက်တည်းဟုတ်ရဲ့လားဘေးဘီဝဲရာကိုလေကလေးဆန်ကလှန်ကဲခတ်လိုက်သည်မြင်းသမားကမြင်းကိုတတောက်တောက်နင်းလာကမယင်ကန်တို့လှဲနီးမှရက်လိုက်သည်ခေါင်းပေါင်းကိုဖြီးချလိုက်သည်ပြီးမှမျက်နှာပေါ်ကပဝါစားကိုရစ်ဖြုတ်လိုက်လေ၏မယင်ကန်မင်းအံ့ဩလွန်၍ရောင်ရမ်းမိတော့သည်အိုးအခန်းဆက်ခွန်မယင်ကန်ဘလုံးမမျောလင်းထားသူမဟုတ်မယင်ကန်မဟုတ်ပါလက်သုံးစီးစလုံးကလူတွေအားလုံးထင်မှတ်မထားသူကမြင်းကြီးတစ်စီးနှင့်ရေကြီးတုပ်ပြလိုက်လာတာကိုအံ့ဩနေခဲ့ကြသည်မယင်ကန်ဆိုလျင်ပါဇက်ကိုလက်ကလေးဖြင့်ပိတ်လိုက်ကအိုးလို့ပင်အုံမိရသည့်အထိထိပ်ပြခဲ့ရသည်နောက်လဲကလူတွေကတော့စစ်ပလိတ်တွေပြန်တော့တကူတော်ဓမြများလားတွေးကြကလဲတွေကိုတောင်းထားရင်တတိကြီးစွာထားလိုက်ရသည်
တယောက်တည်းဆိုတော့ကြောက်ကြပုံတော့မပေါ်အံ့ဩသွားသလားမိန်ကန်ရဲ့ပလိတ်တွေအကဲမလှတာနဲ့နင်းတစည်းငါပြီးအတွင်းလန်းကပန်းလိုက်လာတာကိုစရာရှိတာကူရအောင်ပါမိန်ကန်ကကိုပြေသိန်းကိုငေးကြည့်နေရှာသည်လက်တစ်ဖက်ကဖုံတွေပေနေသည့်ဘဝစာကိုခါလျက်လက်တစ်ဖက်ကမြင်းဆက်ကြိုးကိုပူးကင်ထားရင်မိန်ကန်တို့စီးလိုက်သည့်လဲပေးမှာမြင်းပေါ်ကမစင်းမဲ့ပြောနေခြင်းဖြစ်ပါသည်မြင်းကမငြိမ်တော့မြင်းလှဲ့ရာလူပါလှဲ့နေရသည်ညနေချင်းဆိုင်မိလိုက်ဘေးတိုက်ဖြစ်လိုက်ခမစိတ်မချလွန်းလို့လိုက်လာရှာပါပကောမိန်ကန်ကျေးဇူးတင်မိပါ၏ရင်တွေလည်းရှင်းရှင်းထအောင်ခုံရပါ၏